အားလုံးပဲမင်္ဂလာပါရှင်။စာရေးဆရာကြီးတကောင်သားရဤမိဝတ္ထုကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။နားဆင်ပေးကြပါရှင်။လေနုအေးသည်တနွဲ့နွယ်နိုးနေစေဟုဆရာဖြစ်တဲ့ကောလိပ်ကျောင်းဝင်းတွင်ရှိမြင့်မာလှသောမကြီးပင်ပတောက်ပင်မယမ်းပင်များသည်လေရင်တွင်တွင်လှုပ်ရှားလျက်ရှိနေသည်အမြင့်ဝဲတရွက်တက်ကိုင်များကြားဝေ၍လေခတ်သဖြင့်တရွှေရွှေမြင်နေလေသည်စစောကနှင်းတွေတမုံမုံကြထားသဖြင့်ဂွန်းဆိုင်များလိုအဆုပ်လိုက်အခေလိုက်အိနေသောနှင်းပွေများမှာတက်ကိုင်အခက်လောက်ဝဲတွဲလဲကိုကနောက်ဖက်အိန္ဒိယလန်းစီမှာတိုးလာသောနေအောင်ချီဦးဝဲငွေသွေးလှကိုရွှေရေးပြနေကြလေသည်အမှန်မှာနှင်းများသည်ຫນွေဦးမယ်ကိုကြိုဆို၍စောင်းကိုနှုတ်ဆက်ကြော့သောနှင်းကျွေးများဖြစ်နေသည်တူကြီးတဲ့ကြီးနှင့်ခက်ခက်ရရရှိနေသောကျောင်းအဆောက်အဦများမှာကောင်းကင်အပြာကိုနောက်ကန်လျက်ဝင်းတာမီဒီယာဘက်စင်စိမ့်ညို့သောတောရဲတောင်ရိပ်မှာအထင်းသားကွက်သားပုံနေလေသည်ပြည်လမ်းမကြီးပေါ်မှာလော်ရီများကားများဘတ်စ်များအစသောပြထားရင်တို့ဝေါကနေတရေရေဖြစ်သွားကြတော့လေဆရာဖြစ်တဲ့ကောလိပ်ကျောင်းကြီးအောင်နေမြဲတည်ရှိနေပကတိတည်ငြိမ်သောအင်ဂျရီတမက်ဝင်ကရံပြန်ရံကမြတာပြောင်းလဲမှု၏ပဲ့တင်တန်ဝိလာလေသည်လေနုနုဝဲအားလုံးသောတပင်ဟုသမျှသည်ကြော့ဝင်နေသည်ပိုးသားလိုတလွင်လွင်ဤနေသည်ညစီချေထားသလိုစိမ့်ဆူနေသည်တို့ရာတွင်ကျို့ရာလွင့်ရာဆင်းရာမဟုတ်သောနှွေဦးပေါက်လာသည်ဖြင့်နှွေဦးပေါက်ရှိတော်ပြင်းတဲ့သမီးများမှလည်းက၍နေကြလေသည်တရွက်ချောင်များသည်လေယူ၏စီဝါချက်များတိုင်အကိုင်းလက်တို့မှဝိလေနေကြွေကြကမြေပေါ်တွင်နှစ်ပတ်သုံးပတ်လဲယူသွားကြလေသည်။ကျောင်းတွင်ရှိလမ်းပေါ်တွင်တရွက်ချောင်များပန်းပွင့်ချောင်များပြင့်ကျင်လျက်ရှိနေသည်။တရွက်ချောင်များအပင်မှထွက်လာကြသောအချင်းရာမှာကျောင်းသားကျောင်းသူများအတွက်တိတ်နမိတ်ဖြစ်နေသည်။အကျောင်းမှာတစ်နှစ်ကုန်ပြန်၍ရွေချောင်းပိတ်ရက်အတွက်နေရက်သို့ပြန်ရန်သိပ္ပံကျောင်းကြီးမှထွက်ခွာကြသည့်အခါဖြစ်သောကြောင့်သည်တပင်ချင်းငယ်များပေါ်မှာချင်းငယ်ပေါင်းတို့မှာတကိုင်းတို့ကူကနှုတ်ဆက်သည့်လင့်ကာကိုတည်ဆိုလျက်ရှိကြသည်တံမိတ်ကလေးတပင်သည်မိန်းကလေးချောင်းဆောင်ထက်ဝိနာမီယာဘက်သို့မျက်နှာမူပြုနေသောအခန်းတကန်းအတွင်းရှိမှန်တင်ကောင်ရှိနိုင်ရကအလှပြင်လျက်ရှိနေသည်ထိုပန်းမိတ်ကလေးမှာမခင်စီဟုခေါ်သောတက်ရှိပန်းမိတ်ကလေးဖြစ်လေသည်ခါတိုင်းကဲတို့အောက်ထက်အခန်းဆောင်မှာစင်ရတဲ့လည်းမကြားရခါတိုင်းကဲတို့တက်ဆက်တချင်းဖွင့်တဲ့လေဒီယိုတန်တို့မှလည်းတဲ့များပြန်ရမလားခါတိုင်းကဲတို့ကျောင်းတွေကစားနေကြသောချက်အတန်တွေကိုလည်းနားမစွမီသူ့နားထဲတွင်တငယ်ချင်းတွေပြန်လည်နှုတ်ဆက်နေကြသောအတန်ကိုရာကြားရလေသည်သူဒီအလှပြင်ပြီးလင်စပွဲပေါ်ရှိစာအုပ်တောင်းနှစ်အုပ်ကိုတင်စီကထင်းရှုတစ်တာတဲတို့ထဲလေသည်နောက်အပိမတက်သေးသောနှကန်းဆိုးစေးနှင့်နှကန်းကိုချဲလဲနေပြန်သည်သူ၏စိတ်ဒီအတိတကြမရှိလောသမားတို့တွင်လည်းတစ်ခုပြီးတစ်ခုအစီအစဉ်နဲ့မလို့တစ်ဖက်သူသည်ပရင်းပေါမှကြော်ကအပြင်သို့ငင်းနေပြန်သည်အော်ဟုသည်ຫນွေဦးကိုကြိုလေသည်အခန်းဝါစာခန်းစီလိမ္မော်ရောင်ကြားမှမိမ့်ပြူသူတရံပေါ်လာလေသည်ဝင်ခဲ့လေမိမ့်ပြူသူဝင်လာလေသည်မခင်စီသည်သူ့စီပြေးလာလေသည်အော်မေပါလားနောက်ဆက်မလို့လာတာလားမေဒီသူ့ခေါင်းကိုညှိလေသည်မေသည်မခင်စီကိုမကြည့်ပြတင်းမောက်ဘက်ကိုတောင်ခင်းနေလေသည်အပြင်ဘက်ကောင်းကင်ပြားတွင်တိမ်တိုက်အဖြူများလွင့်ပါနေသည်ကိုမြင်ရလေသည်ဟုတ်တယ်စီကိုနှုတ်ဆက်မလို့လာတာမေဒီကရင်ပေါ်တွင်ဝင်ထိုင်နေသည်မခင်စီသည်သူ့ဘက်ကိုလှည့်၍ဘယ်တော့သွားမလဲဟုမေးသည်အိုးမေတော့တိတ်ကြောက်တာပဲခုလေးပဲသွားရမှာမေသည်ကျမ်းမြင်ကိုကြည့်ကခုလေးပဲနေရမှာတော်ကြာမေတယောက်တည်းရှိတော့မှာပဲဟုဆက်ပြောလေသည်မခင်စီမှာဝမ်းနဲ့ရွေ့သွားကမေရဲ့ဒီလိုမပြောပါနဲ့ကွယ်ဘာမှအားငယ်စရာမဟုတ်ပါဘူးမေဟာလည်းတယောက်တည်းအပေါ်မဲ့မှာမဟုတ်ဘူးတော်ကြာမေကိုခင်လာကြမှာပါစီမေတဘောသိပါတယ်မေခုသွားပြီးဆီယမလောရမယ့်အိမ်ကအိမ်သူအိမ်သားတွေအကြောင်းကိုတော့မေဘာမှမသိဘူးပေါ့ဒါပေမဲ့သူတို့ဟာစိတ်ကောင်းရှိကြမှာပါပဲမေကလည်းပေါ်ရွေဆိုတော့သူတို့နဲ့ခင်မင်ပြီးပြောနေမှာပါစီသိပါတယ်မေမျက်လုံးများသည်အယောင်လက်ရွေလာ၏
မေအဖော်ပေါင်းတင်နဲ့ခင်မင်ပြီးပြောနေမယ်ဟုတ်လားမေအပေါ်တကယ်ကောင်းတာစီပဲရှိတယ်စီတယောက်ပဲမေကိုတကယ်ကျင်တာတယ်မဟုတ်သေးဘူးမေဟာဘသူ့မှမုန်းတက်တာမဟုတ်ဘူးမေကအမတန်ချစ်သက်ခင်တက်တာမေကစီတော့မဟုတ်ဘူးဟုတ်ပါတယ်မေသိပါတယ်ဒါမဲ့မေနဲ့စီနဲ့ဟာမတူဘူးစီမှာဆိုရင်ကျင်နာတဲ့ဖေတို့ယူရတဲ့မေတို့အလိုလိုက်တဲ့အကိုတို့နဲ့တိတ်နေရကြတယ်မေမှာဆိုဘာမှမရှိဘူးလောကမှာမေတောက်တယ်ရဲ့နောက်ပြီးပတ်စံသွဲဆိုရင်ကိုမေဒီလက်နှစ်ဖက်ကိုပတ်တာစစ်တယ်လို့စစ်နေ၏အခုဆိုရင်လက်ထဲမှာငွေ20ပဲရှိတယ်ဒါနဲ့ပဲလောကကြီးမှာနေရမှာမခင်စီမှာမျက်ရည်ကလေးလဲနေရှာလေသည်မခင်စီနဲ့မေမှာအတော်ချစ်ကြသည်သူတို့ဒီအတော်ကြာညင်သက်၍နေကြ၏မေးလိုက်စာပေးပါဦးမေခုသွားပြီးဆ iam မလုပ်ရမယ်အိမ်လိပ်စာပေးရမှာပေါ့နော်မေကိုမကြည့်ပဲမခင်စီကမေး၏ဥဖေမှာမြေပိုင်ရှင်နဲ့တမာတီမျိုးကိုလိပ်ပြကန်ပကုံးမျိုးကားတစ်စီမေဆိုရင်ရောက်မှာပေါ့မခင်စီသည်လိပ်စာကိုကိုယူရင်နားထောင်လို့အကောင်းသားဟုပြော၏အိုးမေတော့ပြောမှာမဟုတ်ပါဘူးရှင်လက်လက်မြေမြောက်ခင်ရသလိုနေမှာပဲဟုတ်မေပြောပြီးမင်းမျက်လုံးများသည်တောက်ပြောင်၍လာပြန်နေသည်မေရလေကွာဒါကြီးတက်တက်ပြောနေရပဲအဆောင်မှုတော်တက်တင်ကိုပကိုးမှာဆ iam မလုပ်မဲ့ကြောင်ပြောသည်လားဟိုမခင်စီကအဲ့ဟာလက်ကိုလက်နဲ့ပုတ်ကဖုန်ခါရင်းမိပြောတယ်ဒေါ်တက်တင်နဲ့ဥပိမောင်တင်စနီးနဲ့တိကြတယ်တဲ့မေကတမျိုးစီရဲ့မိမတွေကိုအားကြီးမောင်နေယွန်းနေစီနဲ့မီနဲ့မိသားနောင်ဆိုတော့ဘယ်တော့မှမပြစ်ဘူးမေဤမျက်နှာပုံပန်းမှာမကြည်လင်တော့အသွင်ကိုဆောင်နေ၏သူတို့ဒီခွဲရမှာဝမ်းနဲ့နေကြ၏စီကောင်မြို့တယ်ဘယ်တော့ပြောင်းမလဲဟူမေကမေး၏မခင်စီမှာရန်ကုန်မြို့တယ်ကန်တော်ကြီးနီးပတ်လန်တွင်နေ၏တို့ရတွင်ကျောင်းဆောင်မှကျောင်းတက်၏ညနေအိမ်ကကားလက်ခေါ်မယ်သူတို့ဒီစကားရက်သွားကြပြင်သည်အတော်ကြာမှခွဲရန်တော်ပြီးဟိုအောင်မေတပြင်းမိသည်မခင်စီလက်ကိုစောက်ကကဲမိသွားရမယ်နော်နှုတ်ဆက်တာပဲဟိုမျက်ရည်စာနဲ့ပြောရည်ဆိုလေသည်မခင်စီသည်မိနာတို့ကလာကခေါင်းဝအတန်ညံ့နေသည်နောက်သူတို့ဒီတယောက်ကိုတယောက်ဖက်ကနန်းကြလေသည်စီမေဘယ်တော့မှမမေ့ဘူးဟုမခင်စီကပြန်ပြောနိုင်အားသည်စကားဆုံးလင်မိသည်သူ့အပြင်မကြည့်ပဲတခါလေအခန်းထဲမှထွက်သွားလေသည်မခင်စီမှာတကားပောင်ကိုမြင်ရင်ကော်ရတာချိုးတွင်ထွက်သွားသောမေကိုငဲကြီးကတစ်ချက်ရှာလိုက်သည်သူရေရှိုက်တံမှာမြစ်တာဆောင်ကျိုးတိကက်မိသောတံဖြစ်နေသည်မေမှာတကောင်ကျွတ်ဖြစ်နေသည်ငယ်စဉ်ကတည်းကသူ့မေဆောင်၍ဖိလက်တဲတွင်ကြီးပြင်းလာရသည်သူ့မေမှာကချေတယ်ဖြစ်၍အဖေမှာစန္ဒယာဆရာဖြစ်လေသည်သူ့အဖေဒီကော်မတီရှိသားသမီးများကိုစန္ဒယာအသီးတင်ပေးရသောအခအငွေဖြင့်သမီးကိုဆောက်ရှောက်လေသည်ထိုအခါကကော်မတီရှိသားသမီးများမှာစန္ဒယာတည်တတ်မှကုန်ရှိသည်ထင်မှတ်သောကာလဖြစ်နေရာဝင်ငွေသောဟန်ကြသဖြင့်သမီးကိုရန်ကုန်IO မိန်းကလေးကျောင်းတွင်ကြားအိတ်ကျောင်းစားထားနိုင်လေသည်သူ့ဖေ၏သဘောမှာသူ့သမီးကိုအမေလိုအကမကောင်းစေခြင်းသူ့လိုလဲစန္ဒယာသည်မတော်စေခြင်းလောကလေတွင်တည်တည်၍တာနေစေခြင်းသည်တို့ရာတွင်မေမှာစန္ဒယာကောင်းကောင်းတည်တတ်လေသည်ဆယ်ရောင်းသောအခါသူ့ဖေကဆရာပြစ်တင်ကောလိပ်ကျောင်းတွင်နေလေ၏ဆရာပြစ်လက်မှတ်ရလင်ဆရာမလုပ်၍သူ့ဘဝကိုခီးတွားရန်ဖြစ်လေသည်တို့ရာတွင်သူ့ဖေမှာမေကောလိပ်သက်ဒီပထမနှစ်ကပင်ဆုံးသွားလေရာမေမှာလောကကြီးလေတွင်တယောက်တည်းကျန်ရစ်ခဲ့လေသည်သူ့ဖေထားခဲ့သောငွေမှာဒုတိယနှစ်စသည့်နှစ်အပီးထီတာခံနေသည်စာမေးပွဲပြီး၍ကျောင်းပိတ်သည့်အခါမေလက်တဲတွင်ငွေ20ကျော်ကျော်သာကျန်ရစ်လေသည်ကံအားလျော်စွာပဲခူးမျိုးမြေပိုင်ရှင်ဦးဖေမောင်၏သမီးနှစ်ကိုအင်္ဂလိပ်စာသင်ပေးရန်နှင့်စန္ဒယာသင်ပေးရန်ဆရာမလောက်ရလေရာယခုကျောင်းမပိတ်ခြင်းပဲခူးသို့အလုပ်ဝင်ရလေသည်မေသည်သူ့အခန်းထဲရောက်နေရောက်ချင်းအိယာလိန်တစ်တာစတီကိုအပြည့်စီတုံနှောင်နေလေသည်တရေတစ်တာကိုမူမပိတ်သေးပဲစပွဲပေါ်တချို့အန်ဆွဲပေါ်တချို့ကျင်နေသောပစ္စည်းကလေးများကိုတင်စီနေ၏အန်ဆွဲထဲမှဖဲပွင့်အစိမ်းနုကလေးလည်းပင်စီ၍တက်ကလက်နှင့်လောက်ထားသောကြောင်နှက်ရုပ်ကိုယူကတစ်တာထဲသို့ထည့်လေသည်သူသည်ကြောင်များကိုအလွန်ကြည့်၏ကြောင်များသည်သူ့ကိုဘတော်မှမကုတ်ကြသူ့ပေါင်ပေါ်တွင်လာထိုင်ကချစ်ဖွယ်ဂီတတဲ့ညညကလေးနှင့်ချွဲနှဲ့နေတတ်သည်နောက်ဆုံးတွင်မြင်သည်သူ့ကိုပိုးနေသောပကြီးစရာတို့ကိုပုံသူရေးဆွဲပေးသောပုံကားကိုစပွဲမှယူကာကြည့်နေလေသည်ပကြီးစရာပြိုမှာမေအားမျက်နှာသမျှချစ်သမျှအရာကိုပကြီးစေးပေါ်တွင်အနုပညာပြင်မုံတောက်ထားဟန်သူလေသည်မေသည်ပုံကားကိုကြည့်၍ပြုံးကတစ်တာထဲသို့ထည့်လိုက်လေသည်တိုင်းစီ၍ပြီးလေပြီအဲ့ရလေစောတစ်တာတရေတစ်တာတို့ကိုစီ၍ထားပြီးလေပြီမေဒီအဆောင်မူးဆရာမကြီး
ဒေါ်သက်တင်ကိုနှုတ်ဆက်ရန်အောက်ထပ်သို့ဆင်းသွားလေသည်ဆီယမကြီးမှသူ့ရုံကန်တွင်စင်းတစ်ခုကိုကြည့်လျက်ရှိလေသည်အော်မေပါလားကျမဆီယမကြီးကိုနှုတ်ဆက်ဖို့လာပါတယ်ဟုမေကဖြစ်၏အေးတခါတည်းပကိုးသွားရမှာပဲမဟုတ်လားဟုတ်ကဲ့အေးဂေဇက်ကိုတော့ဟိုကပဲသတင်းစာထဲမှာကြည့်ပေါ့အောင်ပါလိမ့်မယ်ကွယ်အောင်ပါတယ်မေသည်နောက်ထပ်ပြောရမရှိသဖြင့်အကန်ထဲမှထွက်သွားရန်ခြေလန်းလေသည်ခဏလာပါအောင်ကွယ်ဟုဆီယမကြီးကထက်ခေါ်သဖြင့်မေသည်ပြန်လာရပြန်သည်ဒီစာကိုဦးဖေမောင်စနီဒေါ်ညင်းခင်ကိုပေးတာပေါ့မင်းအတွက်ထောက်ခံစာပဲအေးနောင်ကိုကြည့်ပါဖို့ဆီယမကြီးဆုတောင်းပါတယ်ဟုပြောကမိလက်ထဲသို့စာရေးတစ်ခုကိုထည့်လေသည်ဆီယမကြီးသည်ပြောရန်ပြီး၍မိဘတ်သို့ကြောပေးနေစဉ်မိလည်းထွက်လာခဲ့လေသည်မိကြီးသူ့ကန်ထဲသို့ရောက်နေရောက်ချင်းပထမပြုလုပ်သောအရာမှာဆီယမကြီးဤစာကိုခဲရန်နှင့်နေရာမပြတ်အောင်ဖိဖောက်၍ဖတ်ခြင်းဖြစ်လေသည်ဆရာဖြစ်တင်တန်းကြောင့်ပြည်လန်းရန်ကုန်ချစ်စွာသောမញ្ញိခင်မေအားမញ្ញိခင်တို့အိမ်အတွက်ဆရာမလုပ်ရန်ကိုကျမကမိတ်ဆက်ပေးဒီကိစ္စမှာကျမပုံမှာတောင်းလို့ရှိသလောက်တော့ရှိသည်ကိုကျမသိပါသည်တို့ရရင်ကျမထောက်ခံချင်တာကတော့မိဟာမញ្ញိခင်တို့ဆန္ဒတိုင်တာမဖြစ်ဘူးလို့ထင်ရင်အခုလိုမိအတွက်စာရေးပေးမှာမဟုတ်ဘူး။ဆောင်းဆောင်မှာကျမအနေနဲ့အခက်မသိတာတွေ့ရပြီမဲ့သူ့သဘောတကာရမှာကြီးနေတဲ့အပြစ်တော့မမြင်မိဘူး။နောက်ပြီးကျမဝန်ခံရမှာမိဟာညံပါတဲ့အကြောင်းလူလေးတူပဲ။ပညာဘက်မှာတော့ပါတယ်။သူအင်္ဂလိပ်စကားကိုနားထောင်ကောင်းပြောတတ်တယ်။ IOCC ကျောင်းတက်ဆိုတော့တွက်လက်တာပေါ့။မေးဆိုတဲ့နာမည်ဟာလည်းဗမာနာမည်မှမဟုတ်ပဲအင်္ဂလိပ်နာမည်မေးပဲ။ပညာရေးချင်းနဲ့ပတ်သက်လို့တော့စိုးစားတကွမရှိပါဘူး။စနေရအလုံးတိကောင်းနဲ့မြန်မာတချင်းကြီးတချင်းကန်ကိုကြကြနနကျွန်းကျင်နဲ့အထူးသဖြင့်ပတ်ပြိုကုန်နိုင်တယ်။အင်္ဂလိပ်တချင်းလည်းအတန်အသေးသက်တယ်။ဂီတဘက်မှာအရွယ်နဲ့မလိုက်အောင်တော့ပါတယ်။ပထမသူ့ကိုတွေ့ခါစားတော့ဘော်ကျော်မင်းကလေးတို့ထင်မလားမပြောတတ်ဘူး။ဒါပေမဲ့အရေးလဲလာတဲ့ခါမှာဒီလောက်မဆိုးဘူးဆိုတာတွေ့ရပါလိမ့်မယ်။မញ្ញိခင်တို့အိမ်နာအားလုံးသမီးနှစ်ယောက်ပါစကြက်မမရှိကြလိမ့်မယ်လို့ယုံကြည်ပါတယ်။ဆုလဲတောင်းနေပါတယ်။အော်တခုမေ့နေတယ်မေဟာအကြောင်းတွေကိုအမတန်ချစ်တတ်တယ်။ချစ်တာမှလုံကဲကဲကိုချစ်တယ်။ခင်သက်တင်မေဒီစာကိုအပြန်လန်းဖတ်ပြီးလေလက်ပေါ်တွင်မေးတင်နေအတန်ကြာငင်းနေလေသည်နောက်သူဒီတစ်ချက်ရဲကစာကိုအဆုပ်ဆုပ်အမောမှာပြအောင်ဆွတ်ပြကအောက်သို့လွှတ်ပစ်လိုက်၏ဆက်ကိုပိုင်းစာများသည်မြေပေါ်တွင်တရွက်ချောက်များနှင့်အတူရောလျက်ရှိလေသည်